ဒီတော့လုပ်ငန်းရှင်တွေဖြစ်ပါတယ်ခင်ဗျာသိမျိုးပါခင်ဗျာအဲ့တော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီပွဲမှာပေါ့နော်ဒီလိုရုပ်ဆွေးနွေးပွဲမှာဥက္ကဋ္ဌဦးသိန်းဆွေမြင့်ကိုစားစကားပြောချက်ခွင့်ရတဲ့အတွက်ကြောင့်သူပဲဝမ်းမြောက်မိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ပြောမဲ့ကောင်းစဉ်ကတော့ခီးသွားလုပ်ငန်းများရဲ့အခုဖော်ဆောင်နိုင်တဲ့အလားအလာပေါ့နော်အလားအလာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့မြင်ခဲ့ရတဲ့အနေအထားလေးတွေကိုတင်ပြဆွေးနွေးခြင်းပါတယ်ခင်ဗျာခီးသွားလုပ်ငန်း data တစ်ခုပေါ့ပေါ်ထွန်းဖို့ကကျွန်တော်တို့အဓိကအချက်၃ချက်လိုအပ်ပါတယ်ခင်ဗျာအဲ့ဒီအချက်၃ချက်နဲ့ပြည့်စုံလို့ရှိရင်အဲ့ဒီ data မှာခီးသွားလုပ်ငန်းဖြစ်ထွန်းပါတယ်ခင်ဗျာနံပါတ်1ကတော့ဆွဲဆောင်မှုဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ data မှာဆွဲဆောင်မှုရှိသမျှကိုခေါ်ထုတ်ပြီးတော့အကောင်းဆုံးဆောင်ရွက်ရမှာဖြစ်ပါတယ်အဲဆွဲဆောင်မှုရှိပြီးတဲ့အပြင်ကိုဆိုတော့လွယ်လင်းတကူရှိမှုဒုတိယချက်ကတော့လွယ်လင်းတကူရှိမှုဖြစ်ပါတယ်နောက်မို့အဆင်ပြေချောမွေ့မှုအဲ့တော့ဒီ data ကိုလာရောက်လက်ပတ်ဖို့အတွက်လွယ်လင်းတကူရှိမှုသုံးဖို့အဆင်ပြေချောမွေ့မှုရှိဖို့ရန်ဆောင်ရွက်ဖို့ရန်လိုအပ်ပါတယ်ခင်ဗျာအဲ့ဒါဒုတိယချက်ဖြစ်ပါတယ်တတိယချက်ကတော့လုံခြုံမှုပါခင်ဗျာခရီးသွားတွေရဲ့အဓိကဒါသူတို့မသွားခင်မလာခင်မှာမေးတဲ့မေးခွန်းပေါ့နော်တွေးတဲ့အတွေ့အတော့လုံခြုံမှုရှိရလားလက်ခီးသွားကဏ္ဍမှာဒါအရေးကြီးဆုံးချက်ဖြစ်ပါလုံခြုံမှုရှိမယ်ဆိုလို့ရှိရင်ဒါခီးသွားကြတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ၃ချက်ကကျွန်တော်တို့ခီးသွားလုပ်ငန်းကဏ္ဍမှာအကြီးကရှိတဲ့အကြံမူ၃ချက်ဖြစ်ပါတယ်ဒီ၃ချက်နဲ့ပြည့်စုံရင်အဲ့ဒီ data ခီးသွားလုပ်ငန်းဖြစ်ထွန်းပါတယ်ခင်ဗျာအဲ့တော့ပထမဆုံးအချက်ကိုကျွန်တော်ပြန်ပြီးတော့မှရှင်းပြစီဆွဲဆောင်မှုရှိမှုဆွဲဆောင်မှုရှိအောင်ဘယ်လိုလုပ်မလဲဆိုတော့ကမ္ဘာခီးသွားကဏ္ဍမှာ၃မျိုး၃စားရှိပါတယ်ဆွဲဆောင်မှုရှိမှုနဲ့ပတ်သက်ပြီးနံပါတ်1က man made နံပါတ်2က nature နံပါတ်3ကman made nature shopping ၃ခုရှိပါတယ်ခင်ဗျာအဲ့ဒီ၃ခုနဲ့နှီးနွယ်ပြီးတော့ပဲခီးသွားကြတာဖြစ်ပါတယ်အဲ့တော့ man made ဆိုတော့လူတွေဖန်တီးထားတာပါခင်ဗျာခုနကကျွန်တော်တို့ဒီ NGO ကနေပြောသွားတယ်သူတင်နှန်းနေပေးထားတယ်ဒီတင်နှန်းနေပေါ့နော်အထူးသဖြင့်စားတော့တင်နှန်းလို့စသဖြင့်ဒါမှမဟုတ်ခီးသွားလာဖို့အတွက်ကိုဥဆောင်သွားမဲ့အဖွဲ့တွေပေါ့နော်ဥမာဒီ local guide ပေါ့ဒါမျိုးတွေဒါတွေကလည်းလိုအပ်ပါတယ်ခင်ဗျာပြီးတော့လူတွေဖန်တီးထားတဲ့အခြားသောအရာတွေအားလုံးပါဝင်ပါတယ်ဥမာဆိုလို့ရှိရင်ကျွန်တော်ထိုင်းနိုင်ငံမှာပေါ့နော်ဖတ်တရားတို့ကိုယ်ရင်လို့ဆိုလို့ရှိရင်အဓိကနိုင်မိတ်များပါတယ်လူတွေဖန်တီးထားတာကိုတွားရောက်ပြီးတော့မှလက်ပတ်ကြတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲ့လိုမျိုးဖန်တီးထားတာတွေကိုလည်းရှိသင့်ပါတယ်ရှယ်လိုလည်းလိုအပ်ပါတယ်ဒီတဲ့အခါကျဒုတိယ nature ပါခင်ဗျာဒါအရေးကြီးဆုံးပါပဲ man made တွေဘလောက်ပဲရှိ nature မရှိလို့ရှင်တဘာဝပေါ့အဲ့ဒါမရှိဘူးဆိုလို့ရှိရင်ဒီခရီးသွားလုပ်ငန်းခိတ္တယာယီတော့ပဲဖြစ်ပါလိမ့်မယ်တိတ်ကြသွားတဲ့အခါမှာညင်းငွေသွားပြီးတော့ဒါရေရှည်အတွက် sustainable ဆိုပြီးအများအားရေရှည်တည်တဲ့ခရီးသွားလုပ်ငန်းဖြစ်မှာမဟုတ်ပါဘူးအဓိကတဘာဝပေါ်မှာခြေခံရတာဖြစ်ပါတယ်ကျွန်တော်တို့လာခဲ့တဲ့တခြားတုန်းကတဘာဝကြီးပါတယ်ဒီတဘာဝတွေကိုခံစားလို့လေတိတန့်ကိုခံစားလို့လေကဘာမှာခရီးသွားအုပ်စုတစုကြီးမားမားကိုရှိနေပါတယ်ခင်ဗျာဒါကိုကျွန်တော်တို့ကအဓိက highlight လုပ်ပြီးတော့မှဒီခီးသွားလုပ်ငန်းကိုခေါ်ထုတ်အောင်ဖြစ်ပါတယ်ခင်ဗျာအဲ့လိုမျိုးဒီ၃ချက်နဲ့တာပြည့်စုံတယ်ပေါ့နော် shopping ဆိုတာကတော့ဒီမှာကြတော့ရှိတဲ့ data ထွက်ပစ္စည်းတွေဖန်တီးပြီးတော့ဥပမာကျွန်တော်တို့အလွယ်ဆုံးအားဖြင့်ပေါ့နော်အမှတ်တရပစ္စည်းလေးတွေအဖြစ်နဲ့ပြန်လည်ပြီးတော့မှခေါ်ပြနိုင်တယ်လူတွေကလာပြီးလို့ရှိရင်ဒီနေရာရောက်ခဲ့ကြအောင်အမှတ်တရပစ္စည်းတော့လိုကြတာကြီးပဲခင်ဗျာအဲ့ဒီမှာဆိုရင်ကျွန်တော်တို့အုံလက်နဲ့လှုပ်ထားတာပဲဖြစ်ဖြစ်ထမ်းလက်နဲ့လှုပ်ထားတာပဲဖြစ်ဖြစ်တစ်တောင်းကိုထွင်းကျူထားတာပဲဖြစ်ဖြစ်နော်ဒီဒေသမှာထွက်တဲ့ပစ္စည်းလေးတွေကိုပြန်လည်ရောင်းချပေးတာပဲဖြစ်အားလုံးကကျွန်တော်တို့ shopping ထဲမှာပါပါတယ်တခါတည်းshopping mall ကြီးတွေတိဆောက်ဖို့ဆိုင်ကြီးတွေတိဆောက်ဖို့ souvenir ဆိုင်ကြီးတွေပေါ်ထွန်းလာဖို့ဒီလောက်ထိမဟုတ်ပါဘူးခင်ဗျာအဲ့တော့ဒီဒေသရဲ့အဓိကအား